China Today Channel ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Today Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာတိမတ်ဆရာများကိုရွှေတကုံစီရီတော်စနေတောင်ရွှေတောင်ငွေတောင်တစောင်းနိကေ9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်အတွင်းရေးမှူးဖြစ်သူတာကိစ္စဓမ္မဇောတိကတစားဆရာဦးဆန်းလင်းဆယ်မြောင်းနဲ့စိတ်နှိတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေးပြေကဏ္ဍကိုတဖန်ပြန်လည်ရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏီယကထာခေါင်းစဉ်နဲ့အနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်းများကိုအပိုင်း289ထိဖြည့်ကြရိုက်ကူထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေးပြေများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေးပု္ပ္ပစာများကိုဆရာကဆက်လက်ဖြည့်ကြားပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မသိတဲ့ဖြည့်ဆို့ခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြည့်ဆို့ပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြည့်ရှင်းပေးခြင်းမျိုးတို့ကိုမပြုတည်ကိုနားလည်သိခံခွင့်လွှတ်ပေးပါရန်ဤနေရာကနေပြီးတော့ဟုတ်ကဲ့ပါရှင်ဒါဒီနေ့ပေါ့နော် online ဓမ္မအမေးဖြေများအစီအစဉ်မှာဒါပထမဆုံးမေးမြန်းလာတဲ့မိကုံးလေးကိုသမီးဖတ်ပြရှင်ဒါပထမဆုံးမေးမြန်းလာတာကတော့အကောင့်ပိုင်ရှင်ဦးသိန်းရွှေကမေးမြန်းထားတာပဲဖြစ်ပါတယ်သူမေးထားတာကတော့တရားအားထုတ်တဲ့ပုံကို၄မျိုးရှိတယ်လို့အမှတ်သားဖို့ပါတယ်တရားအားထုတ်တဲ့သူတွေကိုအမျိုးအစားခွဲခြားပြခြင်းလို့ပဲရရှိပါတယ်အဲ့လိုမျိုးခွဲခြားပြရလို့ဆိုရမှာခွဲခြားနိုင်သူကခွဲခြားပြတယ်လို့ပဲမှတ်ယူရရှိပါတယ်မိမိကိုယ်တိုင်ကပဲမိမိရဲ့အဆင့်ကိုဒါကိုယ့်ဘာသာကိုသိနိုင်ပါသလားတကယ်လို့သိနိုင်နေဆိုရင်မိမိအဆင့်မြင့်ဒီထက်မြင့်အောင်ဆောင်နိုင်ပါသလားဘယ်လိုမျိုးစွမ်းဆောင်တင်နေဆိုတာကိုဖြည့်ချပေးဖို့အတွက်ဒါတက္ကစ္စအမှုပြုအပ်ပါသည်ခင်ဗျာဆိုပြီးတော့မေးထားရပဲဖြစ်ပါတယ်ရှင်တရားအထုတ်တဲ့ပုဂ္ဂိုလ်ကိုအကျဉ်းအပြည့်၄ပိုင်းပေါ့နော်၄မျိုးခေါ်ကြတာပေါ့အဲ့ဒါကဥဒိကိုဝိပင်စီတင်ယူပုဂ္ဂိုလ်နေရပုဂ္ဂိုလ်ဗရဗရမပုဂ္ဂိုလ်လို့ခေါ်တာပေါ့ထာဝရဆရာခွဲပြထားတာပေါ့အဲ့ဒီထဲမှာအထုတ်သူ၄မျိုးဆိုပေမဲ့တကယ်တမ်းကျွတ်တန်းဝင်တာ၃မျိုးပဲရှိတယ်ရှစ်၃မျိုးကကျွတ်တန်းဝင်နိုင်တဲ့ပုဂ္ဂိုလ်နေရပေါ့နောက်ဆုံးဗရဗရမပုဂ္ဂိုလ်ကတော့ကျွတ်တန်းမဝင်နိုင်တဲ့ပုဂ္ဂိုလ်ပေါ့သူကအထုတ်ရင်တော့အထုတ်နေမှာပေါ့နော်ဒီလိုလေးထပ်ပြီးခွဲကြစီအဲ့တော့သူပြောထားသလိုဒီအုပ်စု၄ခုထဲမှာကိုကဘယ်ထဲမှာပါတယ်လဲပြီးတော့ကိုယ်အစင်းတန်းကိုမြင်မအောင်လုပ်နိုင်သလားလို့မေးတာတော့အဲ့ဒီကျွန်တော်ပြောပြမယ်ပေါ့နော်ဘယ်ထဲမှာပါလဲဆိုတာပထမဦးဆုံးကဥက္ကဋ္ဌတင်ယူပုဂ္ဂိုလ်ကိုကြည့်လိုက်မယ်ဥက္ကဋ္ဌတင်ယူပုဂ္ဂိုလ်ဆိုတာဘာလဲဆိုတော့ဥက္ကဋ္ဌအကျဉ်းအဖြစ်ဖြစ်သောတရားကိုညူသိတတ်သည်ဣတိတသမထို့ကြောင့်ဥက္ကဋ္ဌတင်ယူမြည်တယ်အဲ့တဲ့တရားလေးကိုသူကအကျယ်ချဲ့ပြီးတော့သူ့ရဲ့တန်တမှာအရိယာမက်ကိုဖြစ်ပေါ်စေတတ်တဲ့သူတဲ့အမြဲတမ်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ပေါ့နော်ရှင်းပါနောက်တစ်ချက်ကဥက္ကဋ္ဌအလိုသဘောဆန္ဒတုံ့လှုပ်ကာများဖြစ်တယ်ညူသိတတ်သောပုဂ္ဂိုလ်ဆိုလိုတာကမျက်စိကတရားကိုစပြီးဟောလိုက်ပြီဟောခြင်းမှာပဲသူ့မှာတုံ့လှုပ်သွားတယ်ဘာလို့တုံ့လှုပ်လဲဆိုတော့သူ့မှာရှိတဲ့သတ္တရဒိဋ္ဌိတို့သက္ကာယဒိဋ္ဌိတို့ဥစေတဒိဋ္ဌိတို့ဆိုတဲ့သဘောတရားစိုးတွေပေါ့နော်အဲ့ဒီသဘောတရားစိုးတွေရဲ့သဘောတရားဟောင်းတွေရောပြည့်နိုင်တဲ့ပုဂ္ဂိုလ်ဆွမ်းလွတ်နိုင်တဲ့ပုဂ္ဂိုလ်ပေါ့ဩရိတိအမြဲတမ်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားရှင်ကတရားကိုအကျဉ်းမဲ့ဟောတယ်ဘုရားရှင်ကတော့အမြဲတမ်းဉာဏ်ကြီးရဲ့နားလည်တဲ့ပုဂ္ဂိုလ်ဆိုတော့သူတို့ရှင်ရှင်ဝေးစင်းပြစရာမှမလိုပဲနော်အဲ့ဒါဘာတရားဟောလဲနိတ္တရဏတရားလို့ခေါ်တယ်တစ်ခုပဲဟောတယ်အဲ့ဒါကိုလည်းပဲဥဒိတအကျဉ်းမဲ့ဟောတယ်အကျယ်ကြီးပြောကြမလို့ပေါ့နော်နိတ္တရဏတရားလို့မှတ်ပြီပေါ့နော်အဲ့တော့သူတို့ကသာရကအဖြစ်ပြောရင်တော့ဆိုပါစို့ဒိဋ္ဌိဒိဋ္ဌမတ္တသုတေသုတ္တမတ္တဘဝိသတိဟာလားမုတေမုတ္တမတ္တဘဝိသတိဝိညာဏိဝိညာဏမတ္တဘဝိသတိမြန်မာလိုပြောရင်တော့မြင်ကနဲ့ရက်ကြားကနဲ့ရက်တိကနဲ့ရက်ပေါ့ဗျာအဲ့လိုလေးပြောလိုက်တာနဲ့သူကအကျယ်သိသွားတယ်ရပါအဲ့တော့အဲ့လိုဖြစ်တဲ့ဟာကိုအဲ့လိုပုံကိုလည်းဘုရားပဲသိတယ်ကျန်တဲ့လူကမသိဘူးမသိတဲ့အခါကျတော့ဘုရားအဲ့ဒါအရိယာဖြစ်ပြီလို့ဆိုတော့ကြတော့လွယ်ရလားလို့ဘာလို့ဖြစ်လာမလဲတရားတော့အဲ့တော့မြတ်စွာဘုရားရှင်တန်တရားတွေပြေပြောက်ဖို့အတွက်သင်ဘလို့နားလည်လိုက်လဲလို့အဲ့လိုတွေတော့မေးပြရတယ်မေးပြလိုက်တဲ့အခါမှာအဲ့ဒီဥက္ကဋ္ဌတင်ယူပုဂ္ဂိုလ်တွေကပြန်ဖြေတာပေါ့နော်ရှင်းပြတာပေါ့လက်ရှိဖြင့်အရှင်းကိုမြင်ရနိုင်တတိကင်းမဲ့လျက်မြင့်တဲ့ဘွယ်အာယုံနမိတ်ဖြစ်ယူသောသူသည်ထိုအာယုံနဲ့ပြင်းစွာခံစား၏ထိုအာယုံသည်လည်းအတွင်း၌ထိုဆွဲတည်သောအာယုံခံစားသည့်ဝေဒနာတို့သည်လည်းတိုးပွားလာကြကုန်၏အဘိဓါလောဘတို့ဖြင့်ညှဉ်းနှွမ်းလာစိတ်ပင်ပန်းရပါ၏ဤသို့ဖြင့်နိဗ္ဗာန်နှင့်ဝေသောမျက်စိဖြစ်ခဲ့ရပါ၏ဒါသူခံစားလိုက်ရတယ်သူနားလည်လိုက်ရတဲ့ဟာပေါ့ထပ်ပြီးတော့သူကြောင်းပြန်ပြောတယ်မျက်စိဖြင့်အရှင်းကိုမြင်ရ၌တတိကောင်းစွာရှိလျက်နှိမ့်သက်ဘွယ်အာယုံနမိတ်ဖြင့်မယူသောသူသည်ခုနဆန့်ကျင်ဘက်တွေပေါ့ဗျာထိုအာယုံ၌
ဆွဲရခြင်းမရှိတိုးရင်လည်းအတွင်းနဲ့ဆွဲရမတည်ချိုးဆွဲမတည်သောအာယုံကိုခံစားသည့်ဝေဒနာတို့သည်လည်းမတိုးပွားအဘိဓါလောဘတို့ကင်းစင်ပြီးစိတ်ဟာရှင်လန်းရပါ၏ဤသို့ဖြင့်နိဗ္ဗာန်နှင့်ဤသောမျက်စိဖြစ်ခဲ့ရပါ၏ဆက်ပြောတော့နိဗ္ဗာန်နဲ့ဤသောနာနိဗ္ဗာန်နဲ့ဤသောနှာခေါင်းနိဗ္ဗာန်နဲ့ဤသောရှာဆက်ရှင်းပြတယ်ဒီတော့မှအာလုံးတန်ရရတယ်ပြောတယ်သူကအဲ့လိုနားလည်သွားတာပေါ့နော်ဥပ္ပဒိတင်ယူပုဂ္ဂိုလ်ကိုယ့်ကိုစဉ်းစားဖို့ကိုဒီထဲမှာပါသလားပေါ့နော်နောက်ဒုတိယဝိပဿနာတင်ယူပုဂ္ဂိုလ်ဝိပဿနာဆိုတာကတဖြည်းဖြည်းချင်းသာလျင်လို့ခေါ်တယ်မြူတိတ္တဣတိတ္တမတို့ကြောင့်ဝိပဿနာတင်ယူဝိပဿနာတင်ယူပြီးတယ်တင်းသာလျင်သိအပ်တယ်ဆိုတော့သူကဟိုခုနဥပ္ပဒိတင်ယူပုဂ္ဂိုလ်လို့မမြန်ဘူးပေါ့ဗျာမတွက်ဘူးပေါ့နော်ဖြည်းဖြည်းချင်းဆိုတာဥပ္ပဒိတင်ယူကိုထောက်ပြီးတော့သူကနှေးတယ်လို့ပြောတာကျန်တဲ့ပုဂ္ဂိုလ်တဲ့ဆိုရင်တော့သူ့ကိုဘယ်သူမှလိုက်မမှီဘူးလေနော်ပထမပုဂ္ဂိုလ်ကလျင်စီပေါ့အပူငွေ့လေးထိလိုက်တာနဲ့ထတောင်မဲ့ပုဂ္ဂိုလ်နောက်ကျတော့သူကဒီတစ်ဖြည်းဖြည်းနည်းနည်းလေးတော့နှေးသွားတာပေါ့နော်ပါဝါလေးလျော့သွားတာပေါ့ဒုတိယဝိပဿနာတင်ယူအဲ့ဒီပုဂ္ဂိုလ်ကြတော့မြတ်စွာဘုရားရှင်ကဘာဟောရလဲဆိုတော့နိစ္စရဏတစ်ခုနဲ့ဟောလို့မရဘူးလွတ်မြောက်ကြောင်းနဲ့မဟောဒီနဝတရားရဲ့အာဒီနဝတရားတော်ရဲ့နိစ္စရဏတရားတော်နှစ်ခုဟောရတယ်အာဒီနဝဆိုတာညီးငွေတာသူ့ကိုညီးငွေအောင်လည်းပြောရတယ်ပြောတော့မှသူကဟိုဘက်နိစ္စရဏထွက်မြောက်မှုကိုရတယ်ပေါ့ဗျာဥပမာကာမဂုဏ်ထွက်ခြင်းကာမဂုဏ်ရဲ့ညီးငွေမှုလောကထွက်ခြင်းလောကရဲ့ညီးငွေမှုပြောရမယ်ပေါ့အဲ့လိုပေါ့ကာမဂုဏ်တရားတို့ဒီဘဝဒုက္ခဆင်းရဲခြင်းကြီးလာပါ၏ဘဝပါရတာပြင်မှန်းခြင်းတို့ကသာလျှင်ကြီးမားလွန်းလာပါ၏ဣထဒုက္ခမဂုဏ်အာယုန်တရားတို့၌အာဒီနဝအပြစ်တို့ကသာလျှင်ပင်ရောတွေ့နေပြီအဲ့ဒါသူ့အပြစ်ပြောရတယ်ကာမဂုဏ်ရဲ့အပြစ်ကိုဥနာဝိပ္ပစီတင်အဲ့တော့ဘယ်လိုပြောရလဲလို့ဆိုတော့ကာမဂုဏ်တရားတို့ဒီမန္တပေတုပမာသိတဲ့ရဲရဲဖြစ်နေတဲ့အသားတင်းနဲ့တူတယ်ပေါ့အဋ္ဌိကင်္ဂလူပမာအသားမကတ်တဲ့အမေရွကြောင့်စိတ်တကူပမာငှားရမ်းထားတဲ့ဥစ္စာပစ္စည်းနဲ့တူတယ်အဲ့ဒီလိုမျိုးတွေသူအကျယ်ပြောရတယ်ဒါပေမဲ့သူကတီးသန့်အားထုတ်ရတာမဟုတ်ဘူးနော်ဒေသနာရဲ့အဆုံးမှာဘယ်နှယောက်ကြတန်းဝင်ရစီတို့ပါလို့ရှိရလေဟိုလိုဥပ္ပဒိတင်ယူကြစလိုက်တာနဲ့ဂါထာတစ်ဝက်လောက်နဲ့ပြီးသွားကြသူကတော့မဟုတ်ဘူးအနုလောမပฏิလောမဒီလိုအဆုံးဒေသနာကိုဆုံးအောင်ပြောရတယ်အဲ့ဒါကြောင့်အာဒီနဝအဖြစ်ကိုပြရတယ်အဲ့တော့ကာမဂုဏ်တရားတို့ဒီမန္တပေသူဘက်မှာသိတဲ့ရရဖြစ်နေတဲ့အမေကတင်တဲ့သိတဲ့ရရဖြစ်နေတဲ့သာတိတစ်ခုသိတဲ့ကောင်ကခြိသွားတယ်မလားခြိသွားရင်အခြားသိတဲ့တွေကဝိုင်းလိုက်တယ်လေနှုတ်ကြီးနဲ့ထိုးတဲ့တောင်းနဲ့ရိုက်တယ်ခြေသက်လက်သက်နဲ့ကိုသိတဲ့ရရဖြစ်အဲ့ဒီဟာကိုနောက်ဆုံးသူလွတ်ချလိုက်မှသူသက်သာတယ်ရသွားတဲ့ကောင်ဆက်ခံပြီးတော့ပဲဆက်လိုက်ကြတာပေါ့ဒါကဖြစ်ကိုပြောတာအဋ္ဌိကင်္ဂလူပမှာအသားမကတ်တဲ့မဲရိုးကြောင့်နဲ့တူတယ်သာတယုံကနေသုံးမဝင်တော့တဲ့အယိုးပေါ့လွတ်ပစ်ထားတာဘာအသားမှမရှိတော့ဘူးဒါပေမဲ့ခွေးကငတ်နေတော့သွားပြီးအနံ့လေးရပြီးတော့သွားကြိုက်တာပေါ့ကြိုက်တော့သူအာရီရှားရည်တွေကျတော့အဲ့ဒါပဲစားအကောင်တို့ဘာနိုးပေါ့နော်အရသာပေါ်နိုးနေဖြစ်တာပေါ့ဗျာအဲ့တော့ခုနကပြောတဲ့အမဲရိုးဆိုတော့ကာမပစ္စည်းတွေပေါ့နော်အာရီရှားရည်ဆိုတာကာမတဏှာပေါ့ဗျာကြိုက်နေတဲ့ခွေးငတ်မိုက်ကကာမဘုံသားတွေဒီလိုပြောရတာပေါ့အဲ့လိုသူရပြီဟိုဘက်ကိုထွက်ရောက်လို့ရရာစီတကူပေါ်မှာငှားရမ်းထားတဲ့ဥစ္စာပစ္စည်းတူတယ်ပေါ့ဒါအတူတူပြောပြတာပါအတိတ်ပဲလေးပေါ့အဲ့တော့ငှားရမ်းထားတဲ့ပစ္စည်းဥစ္စာဆိုကျွန်တော်တို့ခမ်းမတွေမှာပွဲတစ်ခုလုပ်ရင်ကုန်ငှားရတယ်ခမ်းမဟောပရက်စန်တာဘာစီကိုဝတ်သွားတဲ့လူတွေဘရက်တော်တရားတချို့မရှိကြရလဲငှားရတာပေါ့ဗျာဟုတ်အဲ့ဒါတွေကကျင်းပလိုက်လို့ဟုတ်လားလက်တမောမောနဲ့ပျော်ရွှင်ရတဲ့အချိန်ကဘယ်လောက်လဲဆိုသူသတ်မှတ်ထားတဲ့အချိန်ပေါ့မနေ့9နာရီကနေ9နာရီပေါ့ပြီးရင်အဲ့ဒါတွေအကုန်ပြန်အခမ်းမလည်းပြန်အခုံတွေလည်းပြန်ပေါ့တော်လေးတူဆိုဟိုကျွန်တော်တို့လူခန္ဓာနတ်ခန္ဓာပြောမခန္ဓာတွေကငှားရမ်းထားတဲ့ဥစ္စာပစ္စည်းတွေပေါ့နော်အဲ့ဒီကပိုးတက်လို့ရတဲ့အချိန်တွေကလူမှာဆိုလဲလူသက်တန်နတ်သက်တန်ပြောမသက်တန်ပြီးရင်အချိန်ကုန်သွားပြီတေမင်းအကုန်ထိုးအပ်ပေါ့နောက်တော့ဘာမှမကြံဘူးပေါ့နော်အဲ့ဒါဆိုအဲ့ဒါအာဒီနဝခေါ်တာပေါ့ဘောကန္နမိသမ္ပတ္တေဘုနာကိသန္တိဒုက္ကတေအထက်ဘဝပေါ့အောက်အဝိဇိပေါ့အချိန်ကုန်သွားရင်ဒိဋ္ဌိကပြန်ချပြီးတော့လုပ်တယ်ပေါ့နော်ကာမဂုဏ်တရားတွေကဓာသွားမှာရှိတဲ့ပြားရည်လိုပဲပေါ့အပ္ပဒကမှာဒုက္ခအများပြီးတော့ဒုက္ခနည်းတယ်လို့အဲ့လိုလေးညင်းဝေမှုထင်ရှားအောင်ပြောရတယ်ပြောပြီးတော့မှလွန်မြောက်တယ်အဲ့ဒါဝိပဿနာတင်ယူပုဂ္ဂိုလ်တိကျအထုတ်စရာမလိုအဲ့ကျွန်တော်တို့အခုမြေချေခွန်းရှင်တို့ပုဂ္ဂိုလ်တွေနဲ့နှိုင်းရှင်ကြည့်ပေါ့နော်ဒါကဝေးပါကျွန်တော်နောက်တတိယပုဂ္ဂိုလ်ကနေရပုဂ္ဂိုလ်နေရဆိုတာကအဓိပ္ပာယ်ကနေရဆိုတာကနုသောဣန္ဒြေရှိသည့်ဖြစ်လို့ခေါ်တယ်ဣန္ဒြေနုတယ်အကျဉ်းနဲ့လည်းပြောလို့မရဘူးအကျဉ်းနဲ့လည်းပြောလို့မရဘူးသူကလည်းအဲ့ဒီကမ္မထံကိုရတော့မှတစ်ဆက်တည်းဖြစ်စီအချိန်ကာလခြားပြီးဖြစ်စီအားထုတ်အဲ့ဒါဘယ်လောက်အားထုတ်ရလဲရက်ဒီလဒီနှစ်ဒီများစွာအားထုတ်ရအဲ့တော့မှသူကဟိုရတယ်ပေါ့နော်မက်ဖို့နိဗ္ဗာန်ရတယ်ပေါ့အဲ့ဒါနေရပုဂ္ဂိုလ်နှိတယ်အဲ့ဒီလိုပုဂ္ဂိုလ်ကြတော့အတ္တတအာဒီနဝနိဒရဏတရား၃မျိုးဟောရတယ်မကာမဂုဏ်တရားကိုပြောရင်ခုနကအပြစ်နဲ့ပြောလိုက်တယ်ပြီးတော့နိဒရဏတုံ့မြောက်ကြောင်းပြောရင်ပြီးတယ်ဝိပဿနာတင်ယူပါခြေသုံးကဥပ္ပဒိတင်ယူပါနိဒရဏလေးပြောလိုက်ရင်ပြီးတယ်ဘာမှပြော
အခုနေရပုဂ္ဂိုလ်ကနည်းနည်းထိုင်းလာပြီလေးလာပြီအဲ့ဒီပုဂ္ဂိုလ်ကအတ္တဓာတ်လည်းပြောရတယ်သူ့ကိုကာမဂုဏ်တရားရဲ့အာဒီနဝကိုပြောလိုက်ရင်သူ့မှာအဆိုးမြင်သွားတာလို့ထင်သွားမှာအဆိုးတွေပေါ့တာယာပွဲလည်းရှိပါတယ်ဆိုတဲ့ဟာတွေဖြစ်တော့သူကအထုတ်လို့အဆင်မပြေဘူးအဲ့ဒါမျိုးတော့ဘုရားရှင်ကစဟောရင်အာရုံတရားတွေကတာယာပွဲလည်းရှိတယ်အဲ့ဒီတာယာပွဲရဲ့နောက်ကျောမှာကတ်နေတဲ့ကတ်ပြီးလိုက်လာတဲ့အာဒီနဝညှိဝဲမှုအပိုင်းလည်းရှိတယ်ပြီးတော့မှလွတ်မြောက်မှုအပိုင်းလည်းရှိတယ်တန်တိခောဘိက္ခုသကုဝိညာယရူပအိဋ္ဌကန္တမနာပါပိယရူပကာမုပတံဟိတာရသနိယအဲ့ဒါဘုရားရှင်ဟောတာကာမဂုဏ်တရားတွေရဲ့အတ္တတာယာပွဲအပိုင်းကိုပြောတာအဲ့တော့ကာမဂုဏ်တရားတွေမှာတန်တိခောဘိက္ခုသကုဝိညာယရူပအိဋ္ဌကန္တမနာပါဆိုအိဋ္ဌအလိုရှိရကုန်သောကန္တနှစ်သက်အကုန်သောမနာပါစိတ်နှလုံးကိုပွားစေအကုန်သောအိဋ္ဌကန္တမနာပါပိယရူပနှစ်သက်ပွဲစကားကိုပြောဆိုအကုန်သောကာမုပတံဟိတာကာမဂုဏ်တရားတို့နဲ့ဆက်လျက်ရှိနေနိယသက်ဝင်နှိမ့်ညွတ်ဖွယ်ကောင်းသောရူပအစင်းမျိုးစုံယူပါရုံတို့သည်တန်တိထင်ရှားရှိတယ်ဘုရားလည်းထောက်ခံပေးရတယ်အဲ့လိုနှစ်သက်ဖွယ်ကောင်းတဲ့အာယုန်တွေရူပါယုံပေါ့ဗျာဥပမာတစ်ခုပြောရှိပါတယ်တဲ့တကယ်လည်းနှစ်သက်ဖွယ်ကောင်းတယ်လူချင်းစိတ်လည်းရှိဖို့ကောင်းတယ်အဲ့ဒါဆက်ပြောတယ်ပြီးတော့မှသာစေတံဘိက္ခုအဘိနန္ဒတိအဘိဝရတိဣဇောတာယတိတ္တိသာစေအကယ်၍များဘိက္ခုယဟန်သည်တန်ထိုးအစင်းမျိုးစုံရူပါယုံမို့လုံး၌အဘိနန္ဒတိတာယာနှစ်သက်မိသည်ဖြစ်ပါညာအဘိဝရတိတာယာပွဲကောင်းလိုက်တာလို့ပြောဆိုမိသည်ဖြစ်ပါညာဟာလှလိုက်တာနှိမ့်လိုက်တာပေါ့ပါပေါ့နော်လမ်းနေရပဲအဲပြောတာပေါ့ဗျာအခုခင်ဣဇောတာယတိတ္တိသက်ဝင်နှိမ့်ညွတ်ခဲ့သည်ဖြစ်ပါညာပြီးတော့မှတတတံအဘိနန္ဒတောအဘိဝရတောဣဇောတာယတိတ္တောအဲ့ဒီလိုမျိုးဖြစ်လာတဲ့ယဟန်ဒီဥပ္ပစ္စတိနန္ဒီလို့ခေါ်တဲ့ဆယ်လနှစ်သက်ခြင်းတည်းဟူသောတဏှာရာဂသည်ဥပ္ပစ္စတိဖြစ်ပေါ်လာတယ်ပြီးတော့မှနန္ဒီသမှုတွေဟာဒုက္ခသမှုတွေရောအဲ့ဒီလိုဖြစ်လာရင်ဒုက္ခတွေဖြစ်ပြီဆိုပြီးတော့အာဒီနဝကိုပြပြပြီးတော့မှအဲ့ဒါအတ္တဓာတ်လည်းတောက်ပြီးမှသူ့ကိုနိစ္စရဏဆိုခုနမြင်တဲ့အစင်းတော်မှာပဲပေါ့နော်ဟိုတဲမှုဆရာတော်ဘုရားကြီးရဲ့စကားကိုခဏအငှားပြောရင်တော့ဟိုပုံဖြတ်ရတာပေါ့မင်းတို့ကပုံမဖြတ်လို့စုံမဲ့တယ်လို့ဘာလို့ပြောလို့ရှိကြအောင်ပုံဖြတ်လိုက်တာပေါ့ပုံဖြတ်တယ်ဆိုတာဘာလဲဆိုတော့သကုဏရူပံဒိဋ္ဌာနာနိမိတ္တဂါရီဟောတိနာနုပင်စနဂါရီဟောတိဒါစာပေထဲမှာရှိကြပါဗျာဟိုအားတော့ဆရာတော်ကြီးကသူသဘောနဲ့ပြောတာပေါ့အဲ့တော့သကုဏရူပံဒိဋ္ဌာဟိုနေရာ၌နာနိမိတ္တဂါရီဟောတိယောက်ျားမိန်းမဆိုတော့နမိတ်မရှိဘူးတဲ့နာနုပင်စနဂါရီဟောတိနာနုပင်စနဂါရီဆိုတာအနုပင်စနဆိုတာအသေးစိတ်ချက်လက်တွေပိန်နေလှတယ်ချောတယ်မှဲ့ပါတယ်အခြေလက်အစကြည့်ယူတော့ဘူးတဲ့ယူတော့ရူပံဆိုအစင်းရုပ်ပဲယူတယ်ပေါ့ဗျာအဲ့ပုံဖြတ်လိုက်တယ်ခေါ်တော့ပုံမဖြတ်ရင်စုံမတ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးနဲ့နေသရဏနဲ့သကုဏရူပံဒိဋ္ဌာနဲ့ဆက်ပြီးဟောအဲ့သုံးချက်ပြီးတော့မှနေရပုဂ္ဂိုလ်ကကျွတ်တန်းဝင်တယ်နောက်ဆုံးတစ်ခုပရပရမပုဂ္ဂိုလ်သူကတော့အရိယာမက်ကိုမဖြစ်ပေါ်စေတဲ့ပုဂ္ဂိုလ်ပေါ့ပရိဝေဒဉာဏ်မရှင်းသာနိုင်တဲ့ပုဂ္ဂိုလ်ပဲသူကအဉာဏ်ဆုံးပုဂ္ဂိုလ်ပေါ့အဲ့တော့အဲ့ပရပရမပုဂ္ဂိုလ်ဟာပရဆိုတာပုတ်အပ်ခဲ့ပရလုံးဆုံးပဲလို့ပြောတာဒီဟောလိုက်တဲ့ကြားလိုက်ရတဲ့တရားရဲ့ပုတ်အပ်ခဲ့ကိုသူကြားလိုက်ရတာကသူ့အတွက်အမြတ်ပဲတဲ့အလွန်ဆုံးပဲတဲ့ရှေ့ဘာမှမဟုတ်ဘယ်ရဝင်ညာပဲထွက်ပေါ်ညာပဲအဲ့လိုပေါ့ဒါပဲဟိုပြေပြောရင်ပါရမီဖြည့်အောင်ပဲပေါ့သူအဲ့ဒီပုဂ္ဂိုလ်ကအဉာဏ်ဆုံးပုဂ္ဂိုလ်ပေါ့နော်မဖို့မရနိုင်ဘူးဝင်နေရလည်းမဟုတ်အဲ့တော့ရှေ့သုံးပါအဲ့ဒီထဲမှာအခုအပေါင်းရင်တော့၄ပါးပေါ့ဗျာအဲ့ဒီထဲမှာအခု၄ပါးသလုံးသိသွားပြီအခြေအနေတွေသိသွားရင်ကိုကဘယ်ထဲမှာပါတယ်လဲဆိုတဲ့ဟာကိုစဉ်းစားဖို့အတွက်ထောက်တာဆရာဆက်ပြီးအကြံဥဒိနံပါတ်1ဥဒိတင်ကြီးပုဂ္ဂိုလ်နဲ့ဝိပ္ပစီတင်ကြီးပုဂ္ဂိုလ်တို့ဒီရဲ့မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိချိန်မှတာလင်အဲ့ဒီပုဂ္ဂိုလ်တွေပေါ်ထွန်းတယ်ဒီကကျွန်တော်တို့လည်းဘာမှမဆိုင်တော့ကျွန်တော်တို့ကဘာကြံလဲဆိုတော့နေရနဲ့ပရပရမနဲ့ပရပရမကတော့နော်ဟိုသုံးမဖြစ်တော့အဲ့တော့နေရပုဂ္ဂိုလ်ထဲမှာကျွန်တော်တို့ဒါကတော့ကိုယ့်အကိုဖော့ပြောကြမှာပေါ့ဗျာနေရပုဂ္ဂိုလ်လည်းပါနိုင်တယ်မြို့ကုန်းရှင်ကျွန်တော်တို့ပေါ့နော်အဲ့တော့ပါနိုင်တယ်ဆိုတာကျွန်တော်တို့တာမန်အတွေးပြောတာဒါပေမဲ့အဲ့ဒါလေးကိုကျွန်တော်ပြောပြီးတော့နေကုန်းချုပ်မှာအဲ့ဒီကျပေကြံနဲ့ကြည့်လိုက်လို့နေရပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကိုကြည့်လိုက်ရင်ကိုလုံနေတယ်ဆိုရင်အဲ့ဒီလုံရင်ကိုကနေရပဲမဟုတ်ရင်ကိုကဗရဗရမထဲမှာပါသွားရင်လည်းနေရဖြစ်ချင်ဘာလို့လဲသူပြောတာလေမကျိုးဟောပေါ့အစင်မြင်အဲ့ဒီအချက်နဲ့ညီအောင်ကိုကြိုးစားလိုက်ရင်နေရဖြစ်မှာပဲနော်ဟုတ်လို့နေရပုဂ္ဂိုလ်ကထာဝတ္ထုမှာပြောထားတယ်ကတမောပုဂ္ဂိုလနေရောတဲ့နေရပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲပေါ့နော်အဲ့တော့ယတ္တပုဂ္ဂလတဥဒ္ဒေသောတယ်ယတ္တအကျင့်ပုဂ္ဂိုလ်သည်ယတ္တအကျင့်ပုဂ္ဂိုလ်သည်ဥဒ္ဒေသောပါဠိတော်ကိုသင်ယူ၍ရွတ်အံ့၏တဲ့အဲ့တော့ကိုယ့်အကိုစဉ်းစားတယ်နေရပုဂ္ဂိုလ်ဆိုတာသူကပါဠိကိုမတန်ချစ်ခင်မြတ်လို့လားပါဠိတော်ကိုသင်တယ်ရွတ်အံ့တယ်အဲ့ဒါရွတ်အံ့တယ်သင်တယ်ဆိုအခုဒီကနေ့ကျွန်တော်တို့တိပိကဆရာတော်ဒီပါတယ်တိပိကဆရာတော်တို့လည်းဘုရားရှင်သက်တော်ထင်ရှားမှာမဖြစ်တဲ့အတွက်နေရထဲမှာပဲပါတယ်ဒီထဲမှာပဲဒါကျင့်ဥနာရမှာအာဂုံဆောင်နိုင်လည်းမရသေးဘူးမဲ့ဖို့ကအဲ့တော့နေရပုဂ္ဂိုလ်ဒီဆိုတာခုနနံပါတ်1
ပါဠိတော်တွေကိုသင်ယူတဲ့ရုပ်အန်တယ်အဲ့ဒါတိပိဋကတိပါအဲ့ဒါကို higher limit လို့ထားလိုက်ပါတယ် lower limit ဆိုတာရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့တိပိဋကမဆောင်ရင်အကုန်လုံးဗရပရမတွေလည်းမဟုတ်ဘူး lower limit အရာကမ္မထမ်းဆိုင်ရာကိုသင်ယူတယ်ကမ္မထမ်းနဲ့ဆိုင်တဲ့ပါဠိကိုသင်ယူတယ်ဒါပဲအကုန်လုံးဘုရားဟောသမျှကိုသင်ကြမဟုတ်ဘူးသင်နိုင်တဲ့လူသင်မော်ဗျာကျင့်တဲ့လူကျင့်မော်ဒါနံပါတ်1ချက်နော်ဟိုပါပေါ့ဥဒိတော်နော်အဲ့တော့ကမ္မထမ်းဆိုင်ရာလည်းဆိုရင်ကျွန်တော်ကမ္မထမ်းအားထုတ်ရင်အခုပြောမှာဗျာကိစ္စတော်ဝကိစ္စမိတိပဇာနာတိတိတော်ဝတိတော်မိတိပဇာနာတိနိစိနောဝနိစိနောမိတိပဇာနာတိတရားနောဝတရားနောမိတိပဇာနာတိယထာယထာဝပနတ္တကာယပဏိဟိတောဟောတိတထတထာနံပဇာနာတိတိပဋ္ဌာန်ရဲ့ပါဠိဒါကိုဣတိယပဋ္ဌာပါကိုကမ္မထမ်းအားထုတ်တဲ့ပုဂ္ဂိုလ်ကဒီလောက်တော့သိကျင်တာပေါ့အဲ့ဒါဆိုနေရာထဲမှာပါတယ်ကိစ္စတော်ဝကိစ္စမိတိပဇာနာတိသင်ရဆောင်းလာတယ်ဒါပဲနောက်ဒုတိယချက်ပရိပု္ပ္ပစတော်အထာဂရာကိုမင်းများရင်ဆွေးနွေးရည်အဲ့ဒါဟာယနာပိဋကလိုင်းဆိုင်ရာတော့တာဂရာကိုဆွေးနွေးမှာပေါ့ဒီကတာမန်ပုဂ္ဂိုလ်တွေနေရတော့အနက်ဒိဋ္ဌိသိအောင်ကြိုးစားတယ်အနက်ဒိဋ္ဌိသိတော့ခုနကပြောတဲ့ပါဠိလေးကမ္မထမ်းနဲ့ဆိုင်တဲ့ပါဠိလေးကိစ္စတော်ဝါကိစ္စမိတိပဇာနာတိသူ့အနက်ဒိဋ္ဌိသိကျင်တယ်သိနေကိစ္စတော်ဝါသွားသည်ရှိတော့ကိစ္စမိတိသွားသည်ဟူ၍ပဇာနာတိသိအဟုတ်သည်ကျောင်းလေးအပြင်လို့သိလိုက်တဲ့စာသိမဟုတ်ဘူးအဟုတ်သည်တကယ်ငါသွားနေရလို့သိကြအဲ့လိုဟာမျိုးပေါ့ဒါဒုတိယချက်ပေါ့နော်ဒါဟိုအနက်စုံစမ်းတယ်မေးမြန်းတယ်ပေါ့နောက်တတိယအချက်ကယောနိသောမနတိကာရောတိအမှန်အသိအဖြစ်နှလုံးသွင်းကြီးတယ်အဲ့ဒီပုံမှာအမှန်အသိအဖြစ်ထပ်ပြီးနှလုံးသွင်းတယ်အဲ့ဒါတော့နှုတ်တူပဲ higher lower limit ကတူပဲဘုရားခုနပြောတယ်ဗျာပါဠိသင်တယ်ကိစ္စတော်ကိစ္စမတိပဇာနာတိအထာဂါကိုမေးမြန်းတယ်သို့မဟုတ်အနက်ဒိဋ္ဌိကိုသိအောင်လုပ်တယ်ကိစ္စတော်သွားသည်ရှိတော့ကိစ္စမတိသွားသည်ဟူပဇာနာတိသိဟုတ်သည်ဒါအနက်ဒိဋ္ဌိသိသွားပြီတတိယချက်လာတယ်ယောနိသမနာရောတိတကယ်အကြောင်းကျိုးသိသိပြီးတော့သိတယ်ကျိုးစားတယ်ဆိုတော့ခုနသွားရင်သွားတယ်လို့သိကြဆိုရမှာဘာကြောင့်သွားတယ်လဲဆိုတာအကြောင်းကိုသိသိတယ်လောကမှာပြောင်းနေတာအကြောင်းပဲလေအကြောင်းကိုတကယ်သိတော့မှလွတ်မြောက်ကြတာအဲ့တော့ကိစ္စတော်ကသွားရသည်ရှိတော့ကိစ္စမတိသွားသည်ကိုပဿနာတိသိဆိုရမှာကိင်္ကရဏံဘယ်ကြောင့်ကိစ္စတိသွားဘယ်ကြောင့်သွားတယ်လဲစိတ်တကရိယာဝါယောဓာတုဝိဖာရေနစိတ်ကြောင့်ဖြစ်သောဝါယောဓာတ်ပြန့်နှံ့မှုကြောင့်ကိစ္စတိသွား၏အေနနံဤသို့သိခြင်းသဘောကိုတဏှာရငဲ့ဟောအဲ့လိုထပ်ပြီးအကြောင်းသိသိကြသွားခြင်းနဲ့စိတ်ရှိလို့သွားတယ်ပြောခြင်းနဲ့စိတ်ရှိလို့ပြောတယ်လာခြင်းနဲ့အဲ့လိုအကြောင်းကိုသိသိသွားတာပေါ့နော်ဒီခုပဲအဲ့ဒါတတိယချက်ပေါ့အဲ့ဒါအမှန်သိအဖြစ်နှလုံးသွင်းတာသွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသိစိတ်ကြောင့်ဖြစ်သောဓာတ်ဝါယောနှံ့သောကိုယ်ဝယ်ပြည့်ဝါယောပြည့်သောရုပ်သစ်ပေါ်ရုပ်တော်သွားပြီးပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်သိဒါပေမဲ့လို့သိလည်းပြီးရတယ်အဲအကြောင်းသိသိရအကျိုးမှန်တယ်ဒါလေးသိတရားပေါ့နော်နောက်ဆုံးအဆင့်ကတော့ကလျာဏမိတ်တဆိုတဲ့မက်ဖို့နိဗ္ဗာန်ကိုရအောင်ပြေးဆွနိုင်တဲ့ပုဂ္ဂိုလ်တွေကိုသေဝနာမှီဝဲတယ်တဲ့နော်အဲ့ဒီဟာကိုဆရာတင်တယ်ပေါ့အဲ့တော့တကယ်တမ်းကတရားထုတရားရောက်ဟောတဲ့လူတွေလည်းအများကြီးရှိကြပေါ့နော်အဲ့ဒီဟာမျိုးကိုမလုပ်ဘဲနဲ့မင်းနဲ့ဖုန်ရောင်ပြည့်စုံတတ်တဲ့ကလျာဏမိတ်တကိုဟိုစီးဘူးတယ်ပေါ့အဲ့ဒီ၄ချက်နဲ့ပြည့်စုံရင်ဒါအကျဉ်းပြောတာပါအကျဉ်းပြောရင်တော့ဒါတရားတစ်ပုဒ်လို့ပြောလို့ရအဲ့ဒီ၄ခုနဲ့ပြည့်စုံရင်နေရပဲဟိုခုနနေရပုဂ္ဂိုလ်ပဲလို့လဲအဲ့ဒါမိမိကိုမိမိဟိုချင်းချိန်လို့ရတယ်ဟိုပါဠိဟိုရွတ်ဆိုဖို့သင်ဖို့ဆိုတာပါဠိကိုကြောက်เสียမလို့ဘူးပေါ့နော်ပါဠိကိုကြောက်เสียမလို့ပါဠိကိုချစ်ပြန်လို့ကိုလို့တယ်ဘာကြောင့်လဲဆိုတော့ပါဠိအာလိလို့ခေါ်တာကိုပကတ်ထေနံမြတ်သောပအာလိအစဉ်လေးရမြတ်သောအနက်ပေးထားတာမဂ္ဂရစကားကြီးအများကြီးရှိတယ်တောင်းရှိတဲ့လူတွေပြောနေတာအဲ့ဒီကျမှမှဟုတ်မှန်ပြီးအကျိုးရှိတဲ့စကားနှခုံးကိုပဲပြောတယ်မြတ်စွာဘုရားရှင်ရဲ့နှုတ်ကတော်ထွက်တဲ့မဂ္ဂရဘာသာပါဠိပဲအဲပါဠိကကြောက်เสียမဟုတ်ဘူးပေါ့နော်အဲ့ဒီ၄ချက်နဲ့ပြည့်နေရပဲပေါ့အဲ့ဒါလည်းမပြည့်စုံသေးဘူးဆိုရင်ဗရပရမလည်းရောက်ပြည့်စုံခြင်းအဲ့ဒီ၄ချက်ကိုတစ်ချက်လိုရင်လိုမယ်နှစ်ချက်လိုရင်လိုမယ်ကြိုးစားရင်နေရနော်အဲ့ဒီ၄ပါးကိုအဲ့ဒါလေးအကျဉ်းချုပ်ပြောပါဟုတ်ကဲ့ပါဆရာအခုဆိုလို့ရှိရင်ဒါ online ပေါ်ကမေးမြန်းလာတဲ့မိဘပြည်သူများအနေနဲ့လည်းဆရာဖြေကြားပေးသွားတဲ့အဖြေပေါ်မှာကျင့်တတ်မှုရှိလိုက်မယ်လို့ယုံကြည်ပါတယ်ရှင်အခုလိုမျိုးသမီးတို့ရဲ့ online ဓမ္မအမေးဖြေများအစီအစဉ်မှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်လည်းဆရာတော်သမီးတို့ရဲ့ Sky နဲ့ Education Channel ကကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်ဗျာ